အိမ်မှာကိုယ်တိုင်လှုပ်စားရတဲ့ဆူရှီလေးတွေစားချင်နေတာအခုမှပဲကိုယ့်လက်ထဲရောက်လာတော့တယ်။ဒါကတော့ TikTok မှာခဏတွေ့နေတာကြပြီ။ဂျပန်အမုတ်ဆိုတော့လေရောင်းတဲ့သူရှိမှစားရတာပေါ့နော်။အထဲမှာတော့ဒီလိုအထုပ်သေးလေး6ထုပ်ပါတယ်။အဲ့ဒါလေးတွေကိုရေလေးနည်းနည်းလေးတွေလိုက်ရောပြီးတော့ထားလိုက်တယ်ပေါ့ရှင်။အရင်ဆုံးထည့်လိုက်တာကတော့ထမင်းအနေနဲ့သုံးမဲ့အထုပ်ပေါ့ဒါကတော့ငပြာရည်တို့ကြက်ဥကြော်တို့တူနာငါးတို့ဒါကတော့ရင်းညှိအတွက်သုံးမဲ့ဟာလေးပါ။ရင်းညှိပြားကိုတော့လက်နဲ့ပြားတာအဆင်ပြေလို့သူ့ဒီမှာပါတဲ့စက်ကုတ်အိတ်လေးနဲ့ပဲပြန်ပြီးတော့ချော့မွေ့လေးဖြစ်အောင်လုပ်လိုက်တယ်။ဒါကတော့ထမင်းနဲ့ကြက်ဥလေးနဲ့ကိုရောပြီးတော့လုပ်ထားတဲ့ဆူရှီလေးပေါ့ရှင်။သူ့မှာပါတဲ့ရင်းညှိပြားလေးနဲ့လည်းပတ်ပြီးတော့ရင်းညှိလိတ်လေးလည်းလုပ်ပါမယ်။အပေါ်မှာပဇွန်ဥလိုမျိုးလေးတွေတင်လို့ရတာရှိတယ်။ဒါပေမဲ့ကျွန်မအဲ့ဒီမှာဖြော်တာတစ်ခုမှားသွားပြီးတော့ပဇွန်ဥမဖြစ်တော့ဘဲနဲ့အချင်းရည်တွေပုံထားသလိုမျိုးဖြစ်နေတယ်။ဒါကိုဝယ်တာကလေစားချင်တာထက်ကိုယ်တိုင်လုံးကြည့်ပြီးတော့စော့ချင်တဲ့စိတ်နဲ့ဝယ်ခဲ့ရပါတော့။အရသာကတော့ဘယ်လိုပြရမလဲ။ကြားလုံးတွေလိုပါပဲ။ပျော့လေးနဲ့ဝါလို့တော့ကောင်းတယ်။ဒါကတော့မုတ်ဝယ်တာကိုအဲ့ဒီကညီမလေးကလက်ဆောင်ထည့်ပေးလိုက်တာပါ။မင်းသားမှာ तू ကမပြောပေးမဲ့မချာတွေကတော့ဒီရရာသေးဦးလူကြောင့်မို့လို့နည်းနည်းလေးအရေးပြောနေတယ်။အရင်ဆုံးအယောင်ကြည့်ပြီးတော့မချာအရသာပြင်းပြင်းနဲ့စားကောင်းပါမလားလို့တွေးပူနေတာဟေးထင်ထားတာတော့ပိုစားကောင်းတယ်။မချာနဲ့ချောကလက်ပေါင်းလိုက်ရင်အရသာဒီလောက်စားကောင်းမယ်ဆိုတာကိုမသိခဲ့ဘူး။ကိုယ်တိုင်ဝယ်တဲ့မုတ်ထက်လက်ဆောင်ထည့်ပေးလိုက်တဲ့မုတ်ကပိုစားကောင်းနေလို့ရှင်းတို့လည်းဝယ်စားမယ်ဆိုရင်ဒါလေးကိုမဖြစ်မနေဝယ်စားကြည့်နော်။စောင့်နေကြည့်ပေးလို့ကျေးဇူးပါ။ Bye